ဒီတွဲနေထားလိုက်နေရောကွာဟာပြေးပါ့မြန်မာစာမှာကြတော့ဒီနှစ်ယောက်ဆရာမနဲ့ဆရာနဲ့ဆရာမတော်တည်တည်ခံရဲ့ဆရာဦးသားမျိုးဆိုတော့အင်္ဂလိပ်စာမှာကြတော့ဒီချိန်ကြီးထော်ပြီးတည်ရဲ့ဆရာမကွန်ပျူတာကျော်ရဲ့ရှိဟုတ်ပြီနော်ကျတော့ဒီစာပေဌာနမှာနိုင်တဲ့ဘောတော့ဆရာချိန်နေတာကိုဒီခါကျရင်နည်းနည်းလွတ်သွားတဲ့ပိုင်းလေးတွေရှိတယ်နော်ကျတော့ခါတော့အများဆုံးဘာမှမပြောပြတာပြတာမရှိဘူးလောက်ခံနေလဲတာဝန်ဒီကမှာကျတော့ဘာလို့လဲဆိုတော့ကောင်းကောင်းနေတယ်ဒီတော့ဒီလိုစေစာတင်လဲဟာသိတယ်မလားစေစာဒီအချိန်စေစာတင်လို့ဒီမှာဒီခဏအဓိကဘာလို့လဲဆိုတော့ခလင်အနာလိုက်ဆိုတော့ခလင်အနာလိုက်လို့ဆိုရင်ဒီတော့လို့ရှိရင်နောက်ဆုံးလေးတွေပေါ့နောက်ဆုံးလေးတွေကိုအဓိကသိတာပေါ့